ပါဘူးဘာမှရေချိုးရင်ရှားပါတယ်အော်ဒါကလည်းမြတ်သွားကွာအရင်လည်းအမြင်မရိုင်းလို့လည်းထင်ပါတယ်ပြီးတော့ကိုကချောင်းမှာရေချိုးတယ်ပေါ့နော်ချိုးကတော့ပြောပါတယ်မြတ်သူပေါ့နော်ဒါရေဝိတ်စုံနဲ့အင်ကြီးဝီချိုးကြတယ်ပေါ့ဆိုအဲ့ဒါတော့ပတ်ဝန်းကျင်ဒေတာပုံမူပြောင်းလဲမှုရှိတာဥပမာကွာလူတွေအရန်စီကားအရန်ချက်နေမြတ်တို့ရင်ရှားလို့အဆင်မပြေတော့ပါဘူးကိုလူတွေအများကြီးဝိုင်းကြည့်နေကြပါတယ်နော်ဆိုယောက်ျားတွေပါအကုန်လုံးပေါ့နော်ဆိုတော့ဒါမျိုးကြောင့်မြတ်သူခုသွားရရှင်အရန်ဖျားမှုရမ်းပါတယ်ရှင်အဲ့တဲပေါင်း100ကျော်200ကျော်300ကျော်မှာမြတ်သူတို့ဆက်ရောက်လာပဲရှိတယ်ဆိုတော့အရန်ကိုဖျားမှုရသည်မျိုးပေါ့နော်လူတွေကဖေဂျန် sorry ဒီចောင်းဆောင်မှုရှိတော့ဖျားမှုရသည်ပါနေသေးတာဆိုတော့လေဟိုလွတ်လပ်တယ်ကွပြီးတော့သူကမန်းချောင်းဖြစ်တယ်ပေါ့နော်ရေဆော့ဆိုတော့အဲ့သူကအဲ့လိုအင်ဂျင်နဲ့ရေမဆော့ချင်ဘူးရှင်ဘာလို့ဆိုချောင်းထဲမှာလေကွာကိုယ့်ရဲ့ခံစားမှုကလည်းချောင်းမှာရေချိုးတဲ့သဘောပဲဆိုတော့အဲ့သူအဲ့လိုမျိုးလေးဝှေ့မိရပါတော့နော်ဆိုတော့ဟိုဒါကြီးကလည်းအရန်ကြီးတော့လေလျှက်ဖို့လို့မခံစားရပါဘူးဗမာမိန်းကလေးတွေငငယ်တွေကရေချိုးတော့ထမင်းရင်ရှားပြီးတော့ချိုးတယ်ပေါ့နော်ကိုလည်းငငယ်တွေကအဲ့လိုထမင်းရင်ရှားနေပဲရေချိုးပါတယ်ကိုရီးယားရုပ်ကမှနေတာဟုတ်ဆိုတော့ကစီတိုင်းလေးကာထား3လောက်လို့ကာထားသိရမလားဂျီတူမဲ့ဆိုဒူးလေးထောက်စီတိုင်းနဲ့ကွဲမမီစီတော့ထမင်းယူဖြစ်ပြပြီးတော့လောက်ဘူးရမလားဒါရအထူးစားတော့မဟုတ်ပါဘူးရှင်ဟာဒါစိတ်ကူတာအောင်နော်ချက်တာမန်းချောင်းရတကယ်လည်းအေးပါတယ်ဒါပေမဲ့လည်းမြင့်တော့ပြော့တာအောင်နော်အဲ့လိုတော့မဟုတ်ပါအဲ့လိုမျိုးရထူးစားတော့မရှိပါဘူးမြင့်သူကလည်းဟိုမြင့်သူရှန်ခိုက်ဖျားလဲဖျားဘူးသွားတယ်ဖျားဘူးသွားတဲ့ခါကျအဲ့ဆိုတော့အဲ့လိုပဲမြင့်သူအဲ့လိုဝတ်စုံလေးဝတ်ချင်တယ်ပေါ့နော်ဒါသူတို့ထုံမြတ်ထားတဲ့ဖျားပွဲဖြစ်တယ်မြင့်သူလည်းပေါ့နော်ယုံကြည်တယ်မြင့်သူတို့ကပေါ့နော်ဗုဒ္ဓဘာသာဝင်အားလုံးကလည်းဗုဒ္ဓဘာသာကိုအခြေခံပါတယ်အားလုံးအတူတူပါပဲရှင်ဆိုတော့ကိုလည်းပေါ့နော်ပြီးတော့သွားချင်တယ်ဆိုအဲ့လိုမျိုးလေးဝတ်စုံလေးပြီးသွားဖူးတယ်ဆိုတော့ကာလန်တီတဲ့အချိန်ခေါင်လိုက်ပြီးပြောင်းလဲပါတယ်ပိုးလူသွားပြီးပိုးလူဝတ်ပါတယ်ပိုးလူသွားလိုက်မြင့်သူသွားဘူးတယ်ပိုးလူကလူမှာဝိုင်းဝန်းကားကြပိုးလူလေးဝတ်ဆိုတော့မြင့်သူတို့တွေကလေဟိုပြည်ထောင်စုမြန်မာနိုင်ငံသားတွေဆိုတော့ဘာရလို့မဟုတ်ဘူးအားလုံးဟာဟိုဘယ်ဘာသာပဲကိုးကွယ်ပါစေအားလုံးကတရားတရားစိတ်ရှိတယ်ကုညီရမယ်ဆိုတာသိတယ်ဒုက္ခရောက်ရင်အားလုံးကဝိုင်းကုညီကြတယ်ဘယ်လူမျိုးဟိုဘယ်တိုင်းရင်းသားပဲဒုက္ခရောက်ဘယ်ဘာသာကိုးကွယ်ဒုက္ခရောက်အကုန်လုံးဝိုင်းဝန်းကုညီကြတယ်ဒီအပြည့်ပါပဲဆိုတော့မြတ်သူအဲ့ခေါင်းစဉ်အောက်မှာပဲနေပါတယ်ဆိုတော့မြတ်သူဒီကချင်အင်ကြီးလည်းဝင်မှာပဲဟိုအင်ကြီးလည်းဝင်ရှမ်းကြီးလည်းဝင်မှာပဲဒါမြတ်သူပြည်တော်စုမြန်မာနိုင်ငံသားတွေလေမြတ်သူအားလုံးကိုဝတ်လို့ရတယ်အားလုံးကမောင်နှမတွေကြီးပဲအဲ့လိုစိတ်နဲ့သွားပါတယ်ဟုတ်တယ်မြတ်သူကလေစိတ်ကိုပေါ်ပါဆုံးနေအောင်ထားတယ်မြတ်သူတို့တွေအသက်ရှင်နေရုန်းကန်ကြအလုပ်လုပ်ကြရတယ်အလုပ်မှာအလုပ်လုပ်ကြရတယ်အလုပ်ခွင့်ပြင်ပမှာကိုယ့်ရဲ့ live ကိုပျောက်မခံပါနဲ့မြတ်သူတို့ကအသက်တွေဖြည်းဖြည်းနဲ့ကြီးကြီးသွားလူတွေအိုမင်းရင်ရောတာဘာကြောင့်လဲစိတ်ဖိစီးမှုများရင်ပို့ပြီးအိုမင်းအင်းရင်ရောကြရတယ်ဆိုမြတ်သူတို့ကစိတ်ဖိစီးမှုနည်းတဲ့နေအောင်နေပါတယ်အလုပ်မရှိရင်ကိုတက်နိုင်တဲ့ငွေကြေးနဲ့ပျော်ရွှင်အောင်နေတယ်မြတ်သူအလုပ်အားတယ်မြတ်သူသွားလိုက်တယ်ပတ်စံအများကြီးမကုန်ဘူးလေမကုန်ဘူးဆိုဒီမှာတော့မှအခန်းက3000လို့5000လို့ပေးရတယ်လူ3000လေးအိတ်လို့ရတယ်ကို့မှာလည်းကိုကားလေးကိုစီလေးဖြစ်ပြီးသွားတယ်ဆိုတော့ကိုတက်နိုင်တဲ့ပျော်ရွှင်မှုကိုမိသားစုနဲ့ကိုတငယ်ချင်းတွေနဲ့ကိုလုပ်ငန်းလုပ်ဖို့ကငယ်တွေနဲ့ပျော်ရွှင်အောင်နေပါလုပ်ငန်းဝင်မှာပျော်ရွှင်မှာကိုကစိတ်ဖိစီးမှုနဲ့မှာကိုကနှုတ်ပြိုမှာလေဆိုတော့မြတ်သူအဲ့လိုပဲနေပါတယ်အလုပ်လုပ်ပါတယ်အလုပ်မရှိမြတ်သူစဉ်းစားနေဘယ်သွားလဲရင်ကောင်းလဲဘာသွားလို့ရင်ကောင်းလဲဓမ္မနေရင်ကောင်းလဲအဲ့လိုမျိုးကိုယ်စိတ်ကိုပျော်ရွှင်အောင်ထားပါတယ်ရှင်ဟုတ်